Hello မင်္ဂလာပါဖေးသက်ကြီးကျွန်တော်တို့အနုပညာတွဲဖက်ပြီးတော့ကုညီပေးမဲ့သူများကိုကျွန်တော်ကိုယ်တိုင်ဟာလားခုနလည်းဝယ်စားလဲလို့မမီတဲ့အတွက်ညီလေးမောင်သွေးတင်တဲ့မောင်ညာကိုစံဟင်းကိုမထုတ်လိုက်ရဘူးအခုတော့လာမှာစွမ်းလေးဖြစ်ပါခင်ဗျာဟာလားစွမ်းလေးရဲ့သင်းလေးများဆက်လာစေလက်ခုပ်လေးများကြားပြစီဗျာဒါညီလေးစွမ်းဒီဖဖရဲ့ကွန်ပျူတာပွဲမှာကျွန်တော်တို့ပါဝင်ခွင့်ရတဲ့အတွက်လည်းရမ်းမဲ့ဝမ်းသာပါတယ်ဟုတ်ကဲ့ကဲဖိုးကြီးတစ်ချင်းနဲ့ကွန်ပျူတာစွမ်းဆိုတဲ့ရတာလေးတည်သွားတဲ့ခါမှာစွမ်းလေးကနာမည်ကျော်မင်းသားဖြစ်ပါတယ်အဲ့အတွက်ဖိုးကြီးရဲ့ပွဲမှာဖိုးကြီးတစ်ချင်းဘယ်လိုကွန်ပျူတာလားဆက်ရအောင်ပြတဲ့ကြီးကျွန်တော်တခုတော့ပြောချင်တယ်ပြောညီပြောကျွန်တော်ဒီမျိုးသားတဲ့ယုံမှာကွန်ပျူတာပွဲတွေရောဟုတ်ကဲ့နိုင်ငံတော်ပွဲတွေကန့်လာကြပြီမင်းသမီးနဲ့ဇုံတဲ့ကတိုင်းတစ်ခါမှမတိုက်ခဲ့ဘူးအခုလည်းထုံးတဲ့တိုင်းပါပဲမတိုက်ပါဘူးတိုက်ခဲ့တိုက်ပြီးသားဟုတ်ကဲ့မတိုက်သေးဘူးဟိုမတိုက်တာအမှန်တတ်တယ်ကျွန်တော်တို့အစင်မြောင်ကသွားမှာပါအစကတည်းကမတိုက်ရင်လည်းမတိုက်ဘူးလို့ပြောပါအခုကျတော့လည်းမတိုက်ဘူးပဲဟာလေပြောမြစ်ပါရှုံရတော့မတိုက်ချစ်မွာလန်းလေးဗျချစ်မော်လန်းချစ်မဝလန်းချစ်မွာလန်းတစ်ဆောင်မှာအတူတွေကရှင်နေဆုံးနေအောင်တော့ကွာအညူစုပါအသေးတိုင်းလေးကသာစပီးလေးချမမေနဲ့တူမခွာလို့ဟေးဒီမောင်ချောင်းဝင်နဲ့စွမ်းလေးရတာဗျာဟုတ်ပါဘဘရဲ့တစ်ချင်းနဲ့ဘဘရဲ့ကွန်ပျူတာလေလာတယ်ဗျာမင်းသားနဲ့မင်းသမီးနဲ့အားပေးပါဦးလို့ပါမင်းသားနဲ့မင်းသမီးနဲ့ကြောချင်းကတ်လိုက်ရင်ချင်းအပ်လိုက်နဲ့ကြောချင်းကတ်ပြီးကသွားတာဟုတ်ပါကိုဆွေခဲ့ဗျာခမရအဲ့ဒီလိုကြောချင်းမကတ်ချင်ဘူးလားကတ်ချင်တာပေါ့ကတ်ချင်ခမရမိမခေါ်ပြီးတော့ဟိုမန္တလေးသွားပြီးစိုက်ကားစီးပါလားကိုစိုက်ကားလဲကြောဟုတ်ပါလားချစ်မွာလန်းတစ်ဆောင်မှာအတူတွေကရှင်နေဆုံးနေအောင်တော့ကွာအညူစုပါအသေးတိုင်းလေးကသာစပီးလေးချမမေနဲ့တူမခွာစွမ်းမေတ္တမောင်ဆန်းဝင်းစွမ်းတယ်မေတ္တမောင်ဆန်းဝင်းမှားတယ်ညိနေတယ်ဟဲ့ငါညီမနဲ့စွမ်းနဲ့ညီနေပြီဟောညီနေပြီတို့အကောဖြစ်တဲ့လူကဒါကြတော့တေချာကြည့်ပြီးပြောတယ်နော်နေဦးဝဲရှိသွားနဲ့ကြိုက်ပေးမယ်ဟေးအဲ့လိုမလုပ်သေးဘူးကွာလုပ်သေးဘူးဆွမ်းကောက်ပတ်စံပြီးတော့ဘာဖြစ်လို့တော့ဘာမင်းသမီးဂျိုင်းဝင်းနဲ့ပကုံးနဲ့ညီတယ်မင်းဂျိုင်းဝင်းဟုတ်လားဂျိုင်းဝင်းရှိလားကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကဖို့တချင်းနေရတော့ရှိပါတယ်ဒါပေမဲ့ဘိုးကြီးဖိုးချစ်တို့ကိုကိုဟိုင်းတို့လည်းကလို့ရအောင်ကျွန်တော်ဒီလောက်လည်းပဲနားပါတော့မယ်ပြီးမှကျွန်တော်အားလုံးပေါင်းပြီးပြန်ကပါမယ်နော်စွမ်းတွေလက်ခုပ်လေးကြားပြသေးရကျေးဇူးများတင်ပါတယ်ခင်ဗျာ